လူများကိုအကျွေးတင်နေရဆိုတာမကြောက်နဲ့ဒါပေမဲ့နေဆက်နိုင်ဖို့တော့နင်မှာစွမ်းရည်ရှိနေရမယ်ပေါ့နော်အကယ်၍ပေါ့နော်နင်တို့အိမ်မှာမိသားစုမှာလူများစီကိုအကျွေးယူထားလိုက်တော့နင်တို့ဘယ်လိုဆက်မလဲမြင်မြင်အပီးဆက်ချင်တာလားတော့မဟုတ်နောက်မှပြန်ဆက်လိုက်တာလားစိတ်ထဲမှာဘယ်လိုရင်ဆိုင်နေရတာလဲပုံမှန်အားဖြင့်လေမိသားစုဖေဖေမေမေတို့သူတို့အကျွေးတင်နေတဲ့အချိန်မှာသူတို့ကဘာဖြစ်ချင်ကြလဲဆိုတာတက်နိုင်ဆုံးမြင်နိုင်တယ်လို့အကျွေးအရင်ခြေလိုက်တယ်အရင်ဆက်ချင်တယ်ဒါကကျမ်းမာတဲ့စက်နီးမဟုတ်ဘူးဥပမာလူများစီကနေနေသိန်း100ယူထားလိုက်တယ်ပြီးတော့နေ့ရက်လစာကလစင်လာတိုင်းက10သိန်းနေ့ရက်လစင်အ30က3သိန်းအဲ့ဆိုရင်ဆိုလိုတာကတလမှာနေ9သိန်းကျန်မယ်9သိန်းကျန်မယ်နေလူများစီကနေချီထားတာကသိန်း100ဒီဘယ်လိုဆက်မလဲကျမ်းမာရဲ့စက်နီးကဘယ်လိုဆက်ရမလဲဆိုတော့ဟိုလိုကလစင်လာတိုင်းက3သိန်းအ30လို့မယ်အဲ့တော့10သိန်းမှာ3သိန်းဖယ်ထားလိုက်โอเคဖယ်ထားလိုက်တဲ့အပိုင်းကအသက်နိုင်ဆုံးလိုချင်တာနဲ့လိုတဲ့ဟာလေးတွေခွဲလိုက်လိုချင်တဲ့ဟာကိုတက်နိုင်ဆုံး short အဲ့ဆိုရင်ပိုထွက်လာတဲ့ငွေကလည်းငလို့ရဲ့အမြက်ပဲအဲ့မှာသွားဆက်တာမျိုးမဟုတ်ဘဲနဲ့အဲ့ဟာကစုထားလိုက်ပြီးတော့လို့ရှိရင်9သိန်းထဲမှာကလည်းစတို့ဘာလို့ရလဲဆိုတော့3ပိုင်းပြန်ခွဲလို့ရတယ်3ပုံတစ်ပုံကအကျွေးဆက်3ပုံတစ်ပုံကစုထားလိုက်ဘာမှမသုံးဘဲနဲ့လည်းပန်ထဲမှာလည်းစုထားလိုက်အကျွေးမဆက်နဲ့စုထားလိုက်ပြီးတော့3ပုံတစ်ပုံကဘာလို့မလဲဆိုတော့ကိုယ့်ရဲ့ကြီးထွားမှုအပိုင်းလေးတွေကိုသွား3ပုံတစ်ပုံကဘယ်လိုပဲဖြစ်ဖြစ်စုထားဖို့လိုမယ်ဘာကြောင့်လဲအကြောင်းရင်းကနှစ်ပိုင်းပြန်ခွဲထားလိုက်တယ်။ဘာကြောင့်လူများကို3ပုံတစ်ပုံပဲဆက်တာလဲ။အဲဆိုတော့မြင်ဆက်နိုင်လေကတော့သူတို့ကြိုက်လေပဲ။မဟုတ်လို့လေအတိုးပိုင်းကရှော့ချလေပဲ။ဒါပေမဲ့ဘယ်လိုဖြစ်သွားမလဲဆိုတော့အားလုံးရှိသမျှငွေဆက်လိုက်ပြီးနောက်သိန်း100ဆက်ဖို့အတွက်ကတစ်နှစ်တောင်မပြီးဘူး။တစ်နှစ်ခွဲလောက်ကြာသွားနိုင်တယ်။အဲ့တော့တစ်နှစ်ခွဲအတွင်းမှာ15လအတွင်းမှာစိတ်ထဲမှာဘယ်လိုခံစားနေရမလဲဆိုတော့ဟာငါရဲ့ဘဝကဒီအကျွေးနဲ့ပဲပြီးသွားတယ်။ဒုက္ခရောက်လိုက်တာစိတ်ဆင်းရဲလိုက်တာကိုယ့်ရဲ့ဘဝလည်းမရှိပျော်ရွှင်မှုလည်းမရှိအဲ့လိုလေး feeling ထဲမှာရောက်သွားတော့15လအတော်တွင်တရက်ပြီးတရက်အရန်ဒုက္ခရောက်တဲ့ဘဝထဲမှာရောက်လာတယ်15လပြီးနောက်မှပဲဟာရှင်လာတယ်လို့ခံစားရတယ်အဲ့တော့နေလို့စဉ်းစားကြည့်အဲ့တော့ဒီလိုစိတ်သက်ကြယောဂနှလုံးယောဂတို့ရသွားရင်ဘယ်လိုလုပ်မလဲဟုတ်နော်အဲ့တော့အဲ့လိုဘဝကကျမ်းမာမှုနဲ့မကိုက်ဘူးပေါ့နော်အပြီးမြင်ဆက်တာမျိုးထက်သုံးပုံတစ်ပုံဆုလိုက်တော့လားစတို့ကဘယ်လိုဖြစ်သွားမလဲဆိုတာလစင်လတိုင်းမှာအော်ငွေရပန်မှာကဒီလောက်ငွေရှိသေးရဲ့စိတ်မှာလုံခြုံတယ်စိတ်ကအေးရဲ့အေးတော့မကြောက်တော့ပို့ပြီးတော့လုံနိုင်မယ်ကြောက်လေကလားစတို့ရဲ့ efficiency ကနည်းလေပဲအားလုံး9သိန်းလုံးဆက်လိုက်လို့ရှိရင်တစ်နှစ်ခွဲကြမယ်ဒါပေမဲ့3ပုံ3ပုံဖယ်လိုက်တော့ဘယ်လောက်ကြာသွားမလဲဆိုတာ2နှစ်ကြာသွားမယ်2နှစ်ပြီးနောက်လဲကိုယ့်ရဲ့လက်ထက်မှာကငွေပမာဏတစ်ခုရှိနေပြီဘာတစ်ခုလုပ်ချင်လို့ရှင်လဲလုပ်လို့ရတယ်နှစ်ဝက်ပဲနောက်ဆုတ်လိုက်တာဒါပေမဲ့မတူညီတဲ့ဘဝနှမျိုးဖြစ်နေရဲ့အားလုံးခံစားမိလားမသိဘူးနောက်တစ်ချက်ကပါလဲဆိုတာခုနပြောသလို3ပုံ3ပုံကတင်ယူမှုပိုင်းတိုးတက်အောင်လုပ်လိုက်တယ်ဆိုတာဒီပထမ3လကတော့ကြက်တယ်ဒါပေမဲ့နောက်3လကဘာဖြစ်သွားနိုင်တာလဲဆိုတာအင်ခန်းများလာနိုင်တယ်လစာတိုးလာနိုင်တယ်တစ်နှစ်ပြီးနောက်အင်ခန်းတစ်ဆတိုးလာကောင်းတိုးလာလိမ့်မယ်အဲ့လိုဆိုရင်အချိန်မှာပိုဆက်နိုင်တယ်စုလဲစုပေးလဲပေးနှစ်ဖက်စလုံးတစ်ပြိုင်တည်းသွားတော့အေးရ First step